ဒိုင်လူကြီးတွေကသူတို့ရဲ့ဟင်းလျာတွေဟာကဘာပေါ်ကစပိုမှုအနေငယ်သာလုံနိုင်တဲ့ထူးခြားပြောင်မြောက်တဲ့လက်ရာတွေလိုအံ့ဩလက်ကြီးချီးကျူးကြတယ်။အဲ့ဒီညမှာသူတို့နှစ်ယောက်ထိုင်ပြီးပြူဟာတွေဆွေးနွေးကြတယ်ဒါပေမဲ့စီးမြင့်အရာမစ္စတာကိုနဲ့ရှင်ပြိုင်ဖို့တယောက်ပဲတက်ခွင့်ရှိတယ်ကိုငယ်ကပေါ်ရဲ့ပခုံးကိုပုတ်ပြီးငါမင်းကိုအပြည့်အဝယုံကြည်တယ်မင်းသူ့ကိုနိုင်မှာပါလို့ပြောတယ်ဒါပေမဲ့ပေါ်ကခေါင်းခါလိုက်တယ်မဟုတ်ဘူးမင်းမဲသွားတင်တယ်မင်းသူ့ကိုရင်ဆိုင်ရမယ်လမ်းဘေးစပိုမှုတယောက်ကအကောင်းဆုံးဖြစ်လာနိုင်တယ်ဆိုတာမင်းမဲသူ့ကိုတက်တည်ပြရမယ်ငါကတော့အရသာမသိပဲဒီအဆင့်ထိရောက်လာနိုင်တာနဲ့တင်ငါအတွက်အောင်ပွဲပဲလို့ပြောလိုက်တယ်ပေါ်ရဲ့စကားတွေကကိုငယ်ကိုခွန်အားတွေပေးခဲ့တယ်နောက်ဆုံးတော့ကိုငယ်သဘောတူလိုက်တယ်ပြိုင်ပွဲနေ့ရောက်လာပြီးကိုငယ်ဟာနောက်ဆုံးအဆင့်မှာသူ့ဖေရဲ့ရှေ့မှာရက်နေတဲ့တနာရီအတွင်းကြိုက်နှစ်တက်ရာဟင်းရာကိုချက်ပြုတ်နိုင်တယ်မစ္စတာကိုကယုံကြည်မှုအပြည့်တီတီငိမ့်ငိမ့်နဲ့ချက်ချင်းစတင်လိုက်တဲ့ကိုငယ်ကတော့ခိတ္တမြငင်းတက်ပြီးပါဝင်ပစ္စည်းတွေကိုစိုက်ကြည့်နေတဲ့သူ့အဖေထွက်သွားပြီးနောက်ပိုင်းတခြားကလေးတွေရဲ့တောင်ပြောင်တာကိုခံခဲ့ရတဲ့အတိတ်တွေအထီးကျန်မှုတွေငတ်မမှုတွေငိုကြွေးခဲ့ရတဲ့ညတွေနဲ့သူ့ကိုအမြဲကူညီခဲ့တဲ့တငယ်ချင်းတွေကိုတတိယသွားတယ်သူ့အတွေးလိုနေတော့မှပဲမစ္စတာကိုကကိုငယ်ရဲ့မျက်နှာကိုရေအေးနဲ့လှမ်းပလိုက်တယ်အိမ်မက်ရောင်မနေနဲ့တော့လူသူကပြောတဲ့ချက်တော့မင်းတကယ်ဘာလုပ်နိုင်လဲဆိုတာငါမြင်ချင်တဲ့ကိုငယ်ကအသက်ကိုခက်ပြင်းပြင်းရှူသူ့လက်တွေကိုပြန်ကြည့်ပြီးစတင်ချက်ပြုတ်တော်တဲ့ကိုငယ်ဟာလူအုပ်ကြီးရဲ့စူညံတန်တွေသူ့အဖေရဲ့ရှိနေမှုတွေကိုပါမေးထားပြီးသူ့ရဲ့ဟင်းလျာပေါ်မှာပဲအာယုံအပြည့်အဝစိုက်ထားတဲ့လှုပ်ရှားမှုတိုင်းကတည်ငြိမ်ပြီးတိကျနေတယ်မိဖို့ဆောင်ရဲ့တခြားတစ်ဖက်မှာတော့မစ္စတာကိုကဆယ်စုနှစ်များစွာအတွေ့အကြုံတွေနဲ့ပြီးပြည့်စုံတဲ့လက်ရာတွေကိုဖန်တီးနေတဲ့ပကံပေါ်မှာအမှုပညာလက်ရာတစ်ခုလိုတောက်ပနေတဲ့အချို့ပွဲတစ်ခုကိုသူဖန်တီးလိုက်တဲ့တနာရီအတွင်းမှာပဲသူအပြည့်တက်နိုင်ခဲ့တယ်ပြင်ဆင်မှုကလှပသေးတက်လုံးလိုဒိုင်လူကြီးတွေကမြည်ဆန်းကြည့်ဖို့စိတ်အားထက်သန်နေကြပြီကိုငယ်လည်းသူ့ရဲ့ချက်ပြုတ်မှုကိုအဆုံးသတ်လိုက်ပြီဖြစ်ပါတယ်ဒါပေမဲ့သူဟာဒိုင်လူကြီးတွေရဲ့စပွဲစီကိုမသွားဘဲသူ့ဖခင်ရှိရာစီကိုသာခြေလမ်းပြင်ခဲ့ပါတယ်သူ့လက်ထဲမှာတော့ရိုးရှင်းတဲ့ခောက်ဆွဲပကံလေးတစ်လုံးပါလာခဲ့တယ်ဒီခောက်ဆွဲဟာငယ်စဉ်တောင်ကြီးကလေးဘဝတုန်းကသူ့အချိန်ပေါင်းရချီအောင်ချက်ကြည့်ပေမဲ့မအောင်မြင်ခဲ့တဲ့ခောက်ဆွဲမျိုးပေါ့အဲ့ဒီတုန်းကမစ္စတာကိုမထုတ်ရဲ့အတန်ဟာမိဖို့ချောင်လေးထဲမှာဟိမ့်ထွက်နေခဲ့တာအခြေခံခောက်ဆွဲတစ်ပကံတောင်မချက်တတ်ရင်မင်းငါကိုအဖေလိုခေါ်ဖို့မထိုက်တန်ဘူးအဲ့ဒီစကလုံးတွေဟာကိုငဲ့ရဲ့နှလုံးသားမှာနှက်ရှိတဲ့ဒဏ်ရာတစ်ခုဖြစ်ခဲ့ရတယ်ဒီနေ့မှာတော့သူဟာအဲ့ဒီဒဏ်ရာကိုကူစားဖို့အဆင်သင့်ဖြစ်နေပါပြီကိုငယ်ဟာတည်ငြိမ်တဲ့ဂုဏ်တိတ်ခါနဲ့အတူခောက်ဆွဲပကံကိုမစ္စတာကိုရဲ့ရှေ့မှာချပေးလိုက်ပါတယ်ဘာစကားတစ်ခုမှမပြောဘဲခက်ရင်ရင်လေးတစ်ချက်ဥညွတ်ပြီးလှည့်ထွက်သွားခဲ့တယ်မစ္စတာကိုဟာတူကိုကိုင်ခောက်ဆွဲတစ်လုပ်ကိုမြည်ကြည့်လိုက်တဲ့အခါမှာတော့တုံခနဲ့ဖြစ်သွားပါတယ်ခောက်ဆွဲရဲ့အရသာအသားကျမှုအနံ့အရသာအားလုံးဟာပြီးပြည့်စုံလို့နေုံနေမကပဲဝိညာဉ်ပါပါဝင်နေတယ်လို့ပါပဲအဲ့ဒီအရသာထဲမှာကလေးဘဝရဲ့အမွေသက်တွေတောင်းတမှုတွေနာကျင်မှုတွေနဲ့ဘယ်တော့မှထုတ်မပြောဖြစ်ခဲ့တဲ့ချစ်ချင်းတရားတွေကိန်းအောင်နေပါတယ်သူ့ရဲ့မျက်လုံးတွေဝိုင်းဆက်သွားပြီးအသက်ရှူတန်တွေတုံရင်လာကငါဒီလိုခောက်ဆွဲမျိုးတစ်ခါမှမစားဘူးတခါမှမစားဘူးခဲ့ဘူးလို့တုံညီတဲ့အတန်နဲ့တူတူလေးရေရွတ်နေရှာတယ်ကိုငယ်ကတော့လှည့်ကြည့်ပြီးခက်အေးလေးပြုံးလိုက်ပါတယ်သူဒီကိုလာတာပြန်ပွဲမှာနိုင်ချင်လို့မဟုတ်ပါဘူးသူဟာမိမိကိုရောသူ့ကိုစွန့်ပစ်ခဲ့တဲ့ဖခင်ကိုပါတက်တည်ပြဖို့လာခဲ့တာပါဖခင်ဖြစ်သူအထင်သေးခဲ့တဲ့လမ်းဘေးကထမင်းချက်သမားလေးဟာအခုတော့ကပ္ပအဆင့်မီစပိုမှုတယောက်ဖြစ်နေပြီဆိုတာကိုပေါ့သူဟာမင်းမစွမ်းဆောင်နိုင်ပါဘူးလို့ပြောခံခဲ့ရတဲ့ကောင်လေးမဟုတ်တော့ပါဘူးကိုငယ်ဟာစင်ပေါ်ကနေအေးချမ်းချမ်းပဲဆင်းသွားခဲ့ပါတယ်သူ့နောက်ွယ်မှာတော့မစ္စတာကိုဟာခောက်ဆွဲတွေကိုအငမ်းမရဝမ်းနဲ့ပက်လက်နဲ့ဆက်စားနေခဲ့တယ်တလုတ်ချင်းစီတိုင်းကသူမြုပ်နှံထားတဲ့အမတ်တရားတွေကိုပြန်ဖော်ပေးနေတယ်လို့ပါပဲတကားဝမှာစောင့်နေတဲ့ကောင်လေးတယောက်ထဲငိုနေတဲ့ကလေးငယ်ကြေကွဲဝမ်းနဲ့မှုတွေကြားကချက်ပြုတ်နေတဲ့သားဖြစ်သူမစ္စတာကိုရဲ့မျက်ဝန်းမှာမျက်ရည်တွေဝဲလာပြီးကိုငယ်ဟာဘလောက်တောင်နာကျင်ခဲ့ရမလဲဘလောက်တောင်စူးစမ်းခဲ့ရမလဲဆိုတာကိုနောက်ဆုံးမှနားလည်သွားပါပြီပရိသတ်တွေဟာလည်းငြင်းသက်စွာကြည့်နေကြပြီးကိုငယ်ဟာမစ္စတာကိုရဲ့သားဖြစ်ကြောင်းဖခင်ဖြစ်သူကလည်းအခုမှပဲဒါကိုပြန်မှတ်ရသွားကြောင်းအားလုံးကသဘောပေါက်သွားကြပါတယ်နောက်ပိုင်းမှာတော့ကိုငယ်ဟာသူချစ်တဲ့ဘဝစီပြန်ရောက်သွားပြီးသူ့စားတောက်ဆိုင်လေးမှာပြန်တွေ့ရပါတယ်မိဖို့ချောင်လေးထဲမှာရေမောတန်တွေစီပူတန်တွေနဲ့ပကံခွဲရောက်တန်တွေကတက်ဝင်လှုပ်ရှားနေပါတယ်ကိုငယ်နဲ့သူ့တငယ်ချင်းတွေဟာရက်ွက်ထဲကလူတွေကိုပျော်ပျော်ရွှင်ရွှင်ကျွေးမွေးနေကြတယ်လို့ပေါ့ပေါ့ဟာလည်းသူ့ကိုတစ္ဆာဖောက်ခဲ့သူတွေစီကနေလွတ်မြောက်ပြီးအေးချမ်းစွာနဲ့သူတို့ဘေးမှာကူညီပေးနေပါတယ်အဲ့ဒီနောက်မှာတော့မစ္စတာဟောင်ကလူအားလုံးရှိမှမတ်တက်ရက်ပြီးဂုဏ်ယူစွာကြီးညာလိုက်ပါတယ်ဒီနေ့ကျွန်တော်တို့ဆိုင်လေးဖွင့်ခဲ့တာနှစ်30ပြည့်ပါပြီခင်ဗျားတို့ရဲ့ယုံကြည်မှုနဲ့အားပေးမှုကြောင့်ကျွန်တော်တို့အရာအားလုံးကိုကြော်ဖြတ်နိုင်ခဲ့တာပါကျွန်တော်တို့ရဲ့အိမ်မက်ဟာအမြဲတမ်းအတူတူပါပဲမိသားစုတိုင်းစားနိုင်တဲ့ဈေးနှုန်းနဲ့ကောင်းမွန်တဲ့အစားအစာကိုကျွေးမွေးဖို့ကအခုတော့အစိုးရကလည်းကျွန်တော်တို့ဆိုင်ကိုဆက်ဖွင့်ဖို့ခွင့်ပြုချက်ပေးလိုက်ပါပြီဝမ်တာအားရအော်ဟစ်တန်တွေထွက်ပေါ်လာချိန်မှာမစ္စတာဟောင်ကပြုံးရင်းဆက်ပြောပါတယ်ကျွန်တော်တို့ဒီနေရာကိုတရားဝင်ဝယ်ယူလိုက်ပါပြီဒီဆိုင်ဟာအခုဆိုရင်ကျွန်တော်တို့ဘိုက်ဖြစ်သွားပြီဖြစ်တယ်လို့ကျွန်တော်တို့ဟင်းလျာတွေကိုချစ်မြတ်နိုးကြသူတိုင်းအတွက်ထာဝရလက်ဆောင်တစ်ခုဖြစ်နေမှာပါတခန်းလုံးမှာပျော်ရွှင်မှုတွေဝေစီသွားပြီးကိုငယ်ကလည်းသူ့တငယ်ချင်းတွေနဲ့အတူရေမောလိုပေါ်ကလည်းစိတ်လှုပ်ရှားစွာလက်ခုပ်တီးလို့တရက်ကွက်လုံးကတီအောင်ပွဲကိုဆင်နွှဲကြပါတယ်ဒါဟာပြိုင်ပွဲတစ်ခုရဲ့အောင်နိုင်မှုမဟုတ်ပဲလူမှုအတိုင်းဝိုင်းချစ်ချင်းမြတ်တာနဲ့တစ္ဆာတရားတို့ရဲ့အောင်ပွဲပဲဖြစ်ပါတော့တယ်